ထိပ်ပြောင်ပြောင်နဲ့အမျိုးသားတစ်ယောက်ဟာသူ့ရဲ့ရည်စားစီဖုန်းဆက်ဖို့အတွက်အနီရောင်ဖုန်းကတ်လေးတစ်ခုလေးကိုလှမ်းဝင်လိုက်ပါတယ်။သူ့အနောက်မှာဖုန်းကတ်ရဲ့တကားကဖြည်းဖြည်းချင်းပြန်ပိတ်သွားတာကိုသူလုံးဝသတိမထားမိခဲ့ပါဘူး။သူဟာအကျွေးစစ်တစ်စိထည့်ပြီးဖုန်းခေါ်ဖို့ကြိုးစားပေမဲ့ဖုန်းကပြတ်နေတာကြောင့်သူ့ရဲ့ဒေါ်လာဟာအလားတဖြစ်သွားခဲ့ပါတယ်။သူဟာဒေါသတကြီးနဲ့အပြင်ပြန်ထွက်ဖို့လုပ်ပေမဲ့တကားကတလက်မတောင်လုံးမရပဲပိတ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲလူနှစ်ယောက်ဟာအလုတ်သွားဖို့ဘေးနားကနေဖျက်လျှောက်သွားကြပါတယ်။သူတို့ရဲ့အာယုံကိုရဖို့အတွက်အမျိုးသားဟာမှန်ကိုအတင်းထုရိုက်ပါတော့တယ်။သူတို့နှစ်ယောက်စလုံးသူ့စီလျှောက်လာကြပါတယ်။သူဟာရှိသမျှအားကုန်သုံးပြီးအော်ဟစ်နေပေမဲ့သူ့ရဲ့အတန်ကဖုန်းကန့်ရဲ့အပြင်ဘက်ကိုလုံးဝထွက်မသွားပါဘူး။နောက်ဆုံးမှာတော့သူဟာလက်ဟန်ချီဟန်ပြပြီးသူ့ရဲ့အခက်အခဲကိုရှင်းပြလိုက်ရပါတယ်။အပြင်ကလူနှစ်ယောက်ကရှိသမျှခွန်အားအကုန်သုံးပြီးအပြင်ကနေဆွဲကြတယ်လို့သူကလည်းအတွင်းကနေအတင်းတွန်းပါတယ်။ဒါပေမဲ့တကားကလုံးဝမလုပ်ပါဘူးဖြည်းဖြည်းချင်းပဲလူအုပ်ကြီးကစတင်စုယုံလာပါတော့တယ်။အတော်ကြာတဲ့အခါမှာတော့အဲ့ဒီလူနှစ်ယောက်ဟာအလုတ်သွားဖို့အတွက်ထွက်ခွာသွားရပါတယ်။သူတို့ထွက်သွားတဲ့အချိန်မှာသူ့ကိုအားပေးတဲ့အနေနဲ့ပြုံးပြပြီးထွက်ခွာသွားခဲ့ကြပါတယ်။အခုဆိုရင်ကူလီလုပ်သားတွေနဲ့ရုံးဝန်ထမ်းတွေပါအဲ့ဒီပွဲကြည့်ဖို့အတွက်ရက်တက်နေကြပါတယ်။အဲ့ဒီအချိန်မှာပဲတမားတဲ့အမျိုးသားတစ်ယောက်အရှိကိုတက်လာပါတယ်။သူဟာတကားကိုရှိသမျှအားနဲ့ဆွဲပါတော့တယ်။သူအရန်အားထည့်ဆွဲလိုက်တဲ့အတွက်တကားလက်ကင်မှာကျိုးထွက်သွားခဲ့ပေမဲ့တကားကတော့ဖွင့်မလာခဲ့ပါဘူး။ဘေးကဝိုင်းကြည့်နေတဲ့လူတွေကရေမောကြပါတော့တယ်။အဲ့ဒီတမားတဲ့လူဟာသူ့ရဲ့ခန္ဓာကိုယ်နဲ့မှန်ကိုဝင်တိုက်ပြီးခွဲဖို့ကြိုးစားပေမဲ့အဲ့ဒါလည်းကြာရှုံးသွားခဲ့ပါတယ်။သူဟာအရှက်ရသွားပြီးအဲ့ဒီနေရာကနေထွက်ခွာသွားခဲ့ပါတယ်။အချိန်တွေကုန်လွန်လာတာနဲ့အမျှလူအုပ်ကြီးကပိုပြီးကြီးထွားလာပါတယ်။တချို့ကဖက်နှက်တိုက်နေကြတယ်တချို့ကမီးပုံးပြန်ရောင်းနေကြတယ်တချို့ကတော့မုန့်တွေကိုခိုးစားနေကြပါတယ်။ဒါပေမဲ့ဒီလောက်လူအုပ်ကြီးရှိနေတာတော့ဘယ်သူမှသူ့ကိုအပြင်ထွက်အောင်မလုပ်ပေးနိုင်ကြပါဘူး။သူဟာမောပန်းနှွမ်းနေသွားပြီးနောက်ဆုံးမှာတော့ဖုန်းကန်ထဲမှာပဲထိုင်ချလိုက်ပါတော့တယ်။ခဏအကြာမှာတော့မိသက်ကားတစ်စီးရောက်လာပါတယ်။မိသက်သမားတွေကအပေါ်ကနေမှန်ကိုခွဲဖို့ပြင်ဆင်ကြပါတယ်။ဒါကိုမြင်တော့သူထိတ်လန့်သွားပါတယ်။မှန်ကွဲစားတွေသူ့ပေါ်ကျလာမှကိုသူအရန်ကြောက်လန့်သွားတာပါ။အဲ့ဒီအချိန်မှာပဲတစုံတစ်ယောက်ကသူတို့ကိုတားဆီးလိုက်ပါတယ်။ကုတ်အင်ဂျီဝစ်စုံဝစ်ဆင်ထားတဲ့လူအနှဲငယ်ရောက်လာကြပါတယ်။သူတို့ကဖုန်းကုမ္ပဏီကဝန်ထမ်းတွေဖြစ်ကြောင်းနဲ့ဒီပြက်နေတဲ့ဖုန်းကန်ကိုပြုပြင်ဖို့အတွက်ယူဆောင်သွားမှာဖြစ်ကြောင်းကြေညာပါတယ်။ဒါကိုကြားလိုက်ရတဲ့အခါသူဟာပိုပြီးတော့တောင်ထိတ်လန့်သွားရပါတယ်။သူဟာသူတို့ကိုတားဆီးဖို့အစွမ်းကုန်ကြိုးစားပေမဲ့သူ့အတန်ကအပြင်ကိုမရောက်ပါဘူး။အပြင်ကလူတွေကတော့အရာအလုံးအဆင်ပြေသွားလိမ့်မယ်ဆိုတဲ့သဘောနဲ့သူ့ကိုစိတ်သက်သာရအောင်လက်ဟန်ချေဟန်တွေပြနေကြပါတယ်။ခဏချင်းမှာပဲဖုန်းကန်တစ်ခုလုံးကိုထရက်ကားပေါ်တင်ဆောင်ပြီးမောင်းထွက်သွားပါတော့တယ်။ထရက်ကားကမြို့ပြင်ကိုပိုပြီးဝေးဝေးမောင်းသွားလေအပြင်ကမြင်ကွင်းတွေအားလုံးဟာသူ့အတွက်ထူးဆန်းလာလေဖြစ်ပါတယ်။မီးပွိုက်တစ်ခုမှာသူဟာအထွေးမြင်ရတဲ့ကောင်းတလားထဲမှာထည့်ထားတဲ့အလောင်းတစ်လောင်းကိုတွေးလိုက်ရပါတယ်။သူ့ရဲ့အခြေအနေကလည်းအဲ့ဒီအတိုင်းဖြစ်နေပြီလို့သူခံစားလိုက်ရပါတယ်။နောက်မီးပွိုက်တစ်ခုမှာတော့နောက်ထပ်အနီရောင်ဖုန်းအကန့်တစ်ခုကိုသူမြင်လိုက်ရပြန်ပါတယ်။အထဲမှာနောက်ထပ်အမျိုးသားတစ်ယောက်ပိတ်မိနေတာပါ။အဲ့ဒီအချိန်မှာပဲဒါဟာမတော်တဆမှုမဟုတ်ပဲကြိုတင်ကြံစီထားတဲ့လှုပ်ဝက်ပူပေါင်းကြံစီမှုကြီးတစ်ခုဖြစ်မှန်သူသဘောပေါက်သွားခဲ့ပါတယ်။သူဟာကူညီကြဖို့အော်ဟစ်ပြီးမှန်ကိုရှိသမျှအားနဲ့အသေးအတန်ထုရိုက်ပါတော့တယ်။ဒါပေမဲ့အပြင်ကလူတွေကတော့သူကလှမ်းပြီးနှုတ်ဆက်နေတယ်လို့ထင်မှတ်ကြပါတယ်။သူတို့ကပြုံးပြပြီးသူ့ကိုပြန်လဲလက်ပြနှုတ်ဆက်ကြပါတယ်။အခုဆိုရင်စာလောင်မှုရင်ငတ်မှုနဲ့မောပန်းမှုတွေက